ကမ္ဘာပေါ်မှာအတန်ရှင်းဆုံးနိုင်ငံကတော့ဂျပန်ပါအညစ်ပတ်ဆုံးနိုင်ငံကတော့အိန္ဒိယပါကုန်ကျစရိတ်အကြီးဆုံးနိုင်ငံကတော့ဆွစ်ဇာလန်ပါအနေအများဆုံးနိုင်ငံကတော့ဘရာဇီးပါအလုံးကျုံဆုံးနိုင်ငံကတော့အိုက်စလန်ပါအငြိမ်းချမ်းဆုံးနိုင်ငံကတော့နော်ဝေပါပွဲလန်းသဘင်အများဆုံးနိုင်ငံကတော့စပိန်ပါရိုမန်တစ်အဖြစ်ဆုံးနိုင်ငံကတော့ပြင်သစ်ပါအေးဆုံးနိုင်ငံကတော့ရုရှားပါအပူဆုံးနိုင်ငံကတော့ကူဝိတ်ပါအချမ်းသာဆုံးနိုင်ငံကတော့ကာတာပါအစင်းရဲဆုံးနိုင်ငံကတော့တောင်ဆူဒန်ပါလာရောက်လက်ပတ်သူအများဆုံးနိုင်ငံကတော့ပြင်သစ်ပါအထီးကျန်ဆန်ဆုံးနိုင်ငံကတော့အိုက်စလန်ပါလူဦးရေအများဆုံးနိုင်ငံကတော့အိန္ဒိယပါအသေးငယ်ဆုံးနိုင်ငံကတော့ဗာတီကန်ပါအခက်မီဆုံးနိုင်ငံကတော့တောင်ကိုရီးယားပါတက်တန်းအရင်ဆုံးနိုင်ငံကတော့အီဂျစ်ပါဩဇာလွှမ်းမိုးမှုအကြီးမားဆုံးနိုင်ငံကတော့အမေရိကန်ပြည်ထောင်စုပါအကျင့်ပြတ်ခြစားမှုအများဆုံးနိုင်ငံကတော့ဆိုမာလီယာပါအပျော်ရွှင်ဆုံးနိုင်ငံကတော့ဖင်လန်ပါအဝမ်းနည်းစရာအကောင်းဆုံးနိုင်ငံကတော့အာဖဂန်နစ္စတန်ပါတင်ရောဘယ်နိုင်ငံကိုတွားလဲခြင်းလဲဘာကြောင့်လဲဆိုတာအောက်မှာ comment ရေးခဲ့ပါ follow မလုပ်ထားဘူးဆိုရင်တော့ကျွန်တော်တို့ကိုနောက်တစ်ခါပြန်တွေ့ရဖို့မလွယ်တော့ပါဘူး follow လုပ်ထားတယ်ဆိုရင်တော့ဂုဏ်ယူပါတယ်တင်ဟာနေ့တိုင်းတိုးတက်နေပါပြီ